Christian တို့ Islam တို့မှာပဲဖန်ဆင်းရှင်ရှိရထင်နေရလားဗုဒ္ဓဘာသာမှာလည်းဖန်ဆင်းရှင်ရှိရနော်သိလားဗုဒ္ဓဘာသာဖန်ဆင်းရှင်ရှိတယ်မသိဘူးမလားဘယ်လိုလဲဆိုတော့ဖန်ဆင်းရှင်ဆိုတာဘာကြောင့်လဲဆိုရပြပြမယ်ဖန်ဆင်းရှင်ဆိုတဲ့ဟာဖန်ဆင်းတာ तू ကဖန်ဆင်းထားတာ तू ဖန်ဆင်းထားလို့ပဲကျွန်တော်တို့ဖြစ်တယ်ဟုတ်လားခင်ဗျားတို့ဖြစ်တယ်ပေါ့နော်လူတွေဖြစ်တယ်တိရစ္ဆာန်တွေဖြစ်တယ်ပေါ့နော်ဒါဖန်ဆင်းရှင်ရဲ့သဘောနော်ဖန်ဆင်းရှင်ကဖန်ဆင်းထားလို့ကျွန်တော်တို့တွေကဒီကျွန်တော်တို့ဖြစ်လာတာပေါ့နော်အဲ့တော့အရာလုံးကဖန်ဆင်းရှင်ဆိုတဲ့ပုံကောပိုင်နေပေါ့အဲ့တော့ Christian ရဲ့ဖန်ဆင်းရှင်ထာဝရဘုရားသခင်ကတော့ Jesus Christ ပေါ့နော် Jesus Christ ကတမန်တော်ပေါ့ဟိုဟာသူကကျွန်တော် Christian ဆရာတယောက်နဲ့ကျွန်တော်စကားပြောဘူးတယ်တင်းဆရာတော်နဲ့သူကJesus Christ ကတမန်တော်တဲ့နောက်ပြီးတော့ဟိုထာဝရဘုရားသခင်သက်ရှိရယ်နောက်ပြီးတန်ရှင်းသောဝိညာဉ်တော်ဒီသုံးမျိုးကတစ်ခုတည်းတဲ့ကျွန်တော်မေးအောင်နော်အဲ့သုံးမျိုးကဘယ်လိုတော့အဲ့ဒါဘယ်လိုပဲဟုတ်တယ်အဲ့သုံးမျိုးကတစ်ခုတည်းပဲတဲ့တန်ရှင်းသောဝိညာဉ်တော်လာဂိမ်းနေပါညောင်းနော်ဒါဒါခရစ်ယာန်ပေါ့နော်အစ္စလာမ်ကိစ္စတော့ကျွန်တော်မေးဘူးဒါပေမဲ့ဖန်ဆင်းရှင်ပဲဖန်ဆင်းထားတယ်ပေါ့နော်သူဒီဘုရားသခင်ဆိုတဲ့ဖန်ဆင်းရှင်ကနေမှသူတို့အကုန်လုံးဖန်ဆင်းထားတယ်ဆိုပြီးတော့ဒါအဓိပ္ပာယ်အဲ့တော့ရှားဟာရဲ့ဖန်ဆင်းရှင်ကတော့ပြောပြီးပြီကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့ဖန်ဆင်းရှင်ကဘာတူလဲပေါ့ကျွန်တော်တို့ဒီကျွန်တော်ဆိုတဲ့ကောင်လေးခင်ဗျားဆိုတဲ့လူတွေတခြားလူတွေရဲ့ခွေးတွေတိရစ္ဆာန်တွေဒီအားတွေကိုဖန်ဆင်းထားတဲ့ဗုဒ္ဓဘာသာမှာဗုဒ္ဓဘာသာရဲ့ဖန်ဆင်းရှင်ကဘာတူလဲအဲ့လေသိလားကျွန်တော်ဒီခန္ဓာအိမ်ကြီးတွေကျွန်တော်တို့ဒီခန္ဓာကိုယ်တွေကိုတိဆောက်တဲ့လူဖန်ဆင်းတဲ့လူကတဏှာဗျတဏှာဘာလို့တဏှာလို့ပြောလဲဆိုတော့တရားလေ့လာလိုက်သိရလူတွေလည်းသိမှာပဲကျွန်တော်ဒီခန္ဓာအိမ်ကိုစောက်တာကျွန်တော်အခုလက်ရှိရနေတယ်ကျွန်တော်ဆိုတဲ့ခန္ဓာအိမ်ကြီးကိုစောက်တာကတဏှာဆိုတဲ့အရာစောက်တာလေတဏှာပြီးတော့ဝိညာဉ်ပစ္စယတဏှာပစ္စယဥပါဒဏနဲ့ပစ္စယဘဝပစ္စယဇာတိဇရာမရဏတောကပိဋိဝဒုက္ခဒေါမနတဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီကျွန်တော်ဆိုတဲ့ကောင်ကိုစောက်တယ်ဟာတဏှာပဲနော်နောက်ပြီးတော့ခမားဆိုတာကိုဖန်ဆင်းတဲ့သူကတဏှာပဲပုဂ္ဂိုလ်ဖန်ဆင်းတဲ့အရာတဏှာပဲဘဲရမဆိုခွေးတွေကြောင်တွေကြွက်တွေဖန်ဆင်းတဲ့အရာလည်းတဏှာပဲဟုတ်လား तू ကတော့ဟိုလိုကျွန်တော်တို့ထာဝရဘုရားသခင်လိုမျိုးထာဝရတည်မြဲနေတဲ့ထာဝရဘုရားသခင်လိုမျိုးဖန်ဆင်းရှင်တတဒီဩဃာတလောကတစ်ပင်တွေရေတွေပါတယ်အကုန်လုံးတော့ဖန်ဆင်းတာမဟုတ်ဘူးကျွန်တော်တို့ဒီကျွန်တော်အဲ့လိုမျိုးပြီးတော့ဖန်ဆင်းရှင်ဆိုပြီးတည်တံ့ရင်ရှိနေရတယ်မဟုတ်ဘူးပေါ့နော်တဏှာရဲ့တဘောကတဏှာဖန်ဆင်းရှင်လိုမျိုးတည်တံ့ရင်တဏှာကနေထိုင်ဖန်ဆင်းနေရတယ်မဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ကဖန်ဆင်းရှင်ဒီလားနည်းနည်းရှုပ်သွားလားမသိနော်ကျွန်တော်တို့ကိုယ်တိုင်ကဖန်ဆင်းရှင်ကျွန်တော်တို့ကိုယ်တိုင်ကပဲဖန်ဆင်းရှင်ကျွန်တော်တို့ကိုယ်တိုင်ကပဲကျွန်တော်တို့ပြန်ဖန်ဆင်းတာဒါတွေကတော့ပြောရင်ဘာဖြစ်လို့လဲဆိုတော့သမုဒိယသစ္စာလေသမုဒိယသစ္စာတဏှာလေတဏှာကာမတဏှာဘဝတဏှာဝိဘဝတဏှာတဏှာမလားသမုဒိယသစ္စာတဏှာအဲ့သမုဒိယသစ္စာပဲဘာဖြစ်တာဒီမှာဖြစ်တာလေကျွန်တော်တို့ကိုယ်တိုင်ကတဏှာကျွန်တော်တို့ကိုယ်တိုင်ကဖန်ဆင်းရှင်အဲ့တော့ကိုယ်တိုင်ဆွဲလန်းရှိနေသည်ဖြစ်ကိုယ်တိုင်ဆွဲလန်းရှိနေသည်ဆိုတာကဘာဖြစ်သွားပြီကိုယ်တိုင်ဆွဲလန်းရှိနေဆိုတာဒါနန်းသားသုံးပြောတာတကယ်တော့ကိုယ်ဆိုတာလည်းမရှိဘူးသူဆိုတာလည်းမရှိဘူးကိုယ်တိုင်ဆိုတာမရှိဘူးဒါပေမဲ့တဏှာရဲ့သဘောတဘာဝဒီသဘောတဘာဝဒီခန္ဓာတွေဒီခန္ဓာ၅ပါးတွေကိုဖြစ်စေတဲ့သဘောတဘာဝရှိတယ်သူကအဲ့လိုဟိုလိုဖန်ဆင်းရှင်တကဒီလိုထိုင်ပြီးတော့စောင့်ပြီးဖန်ဆင်းတာမဟုတ်ဘူးပေါ့နော်တဏှာရဲ့သဘောတဏှာရှိနေဒီသဘောတဘာဝရှိနေပြီဒီသဘောတရားရှိနေပြီနောက်ထပ်ခန္ဓာအသစ်တော့အရာတွေကို तू ကထပ်ပြီးတော့ဖန်ဆင်းမယ် तू ကထပ်ပြီးတော့ဖြစ်စေမယ်ပေါ့နော်ဖန်ဆင်းတာဆိုတာထက်ဖြစ်စေပေါ့အဲ့ဒါကျွန်တော်ကတော့ဒါလေးကိုထွာဖြစ်အောင်တင်စားပြီးသုံးလိုက်တာပါဖြစ်စေတာပါတကယ်တဏှာရဲ့သဘောကဖြစ်စေတာဒီလိုနောက်ထပ်အသစ်တော့ခန္ဓာတွေကိုဖြစ်စေတာတဏှာပါတဏှာကနေမှနောက်ထပ်ခန္ဓာတွေထပ်ဆောက်တာပါတဏှာလက်သမားပါနော်ဖန်ဆင်းရှင်ဆိုတာလည်းပြောတင်စားပြီးသုံးလိုက်တာပါငါဖန်ဆင်းရှင်ဆိုတာမရှိပါဘူးပေါ့နော်ဗုဒ္ဓရဲ့ဆုံးမရဖန်ဆင်းရှင်ဆိုတာမရှိပါဘူးတဏှာဆိုတာဖန်ဆင်းနေမဟုတ်ဘူးဖြစ်စေတာတဏှာကြောင့်မလို့ဘဝအသစ်တွေဖြစ်စေတာဘဝအသစ်ဖြစ်ရင်ဒုက္ခဒေါမနတတောကပိဋိဝဒီဟာတွေ
အိုခြင်းနာခြင်းတေခြင်းဆိုဒုက္ခသစ္စာတွေဖန်မှန်တလဲလဲချိန်မှန်ရတာဖြစ်ရမယ်ဒါလေးပြောချင်တာပါအဲ့တော့ဖန်ဆင်းရှင်ဟုတ်လားမဟုတ်လားကျွန်တော်တို့ဒီနောက်တဲ့ခန္ဓာတွေကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ကကျွန်တော်ဟုတ်လားမဟုတ်လားဆိုတာ comment မှာလွတ်လွတ်လပ်လပ်ဝင်ပြီးတော့ယူဝါဒတွေကွဲလဲနိုင်တယ်ဆဲဆိုညင်းခုန်နိုင်တယ်ပေါ့နော်ကျွန်တော်ကတော့ကြည့်ချင်လဲကြည့်မယ်မကြည့်ချင်လဲမကြည့်ဘူးဟုတ်မဟုတ်ပဲပြောတော့ပါနော်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီမေးခွန်းလေးကိုဖြေသွားပါအားလုံးပဲဖန်ဆင်းရှင်ဆိုတာဒီခန္ဓာကိုဖန်ဆင်းတဲ့တိဆောက်တဲ့ဖန်တီးတဲ့အရာတဏှာဟုတ်လားမဟုတ်လားဆိုတာကျေးဇူးပါ